Stranger Things က testing ကဒီလိုမျိုးဗီဇပြဿနာနဲ့ကြုံနေရတယ်ဆိုတာကိုသိပြီးပြီလားပြီးဆုံးသွားပြီဖြစ်တဲ့ Stranger Things series ကတော့ကမ္ဘာအနှံ့ကပရိသတ်တွေပါဝင်မြန်မာနိုင်ငံကပရိသတ်တွေလည်းအကြိုက်တွေ့ခဲ့ရတဲ့ series တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီထဲမှာ Dustin ဆိုတဲ့ပရိသတ်အချစ်တော်ဇက်ကောင်ကိုတရုပ်ဆောင်ခဲ့တဲ့သူကတော့ Gaten Matarosa ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးတော့အထူးခြားဆုံးကတော့တရုပ်ဆောင်ကောင်းတာတွေမကပဲတွားသေးသေးလေးတွေဖြစ်နေသလိုညှက်ရိုးလဲမပါနေတာပါအဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကသူကရှားပါမျိုးဗီဇပြဿနာတစ်မျိုးနဲ့ကြုံနေရတာကြောင်းလို့သိရပါတယ်ဒီနေ့မှာတော့လူအယောက်တစ်သန်းမှာတယောက်လောက်ပဲတွေ့ရနိုင်တဲ့အထူးခြားတဲ့အရာတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘလို့အခြေအနေတွေကဘလောက်တောင်ရှားပါပြီးထူးဆန်းမလဲဆိုတော့ကိုတော့ဗီဒီယိုထဲမှာအတူတူဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါပရိသတ်ကြီးတို့ရေအခုပရိသတ်ကြီးတို့မြင်နေရတာကတော့ Stranger Things series တဲကအစဝင်ခံတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီထဲမှာဆိုရင်တော့ Dustin ကသူ့ရဲ့ပခုံးတစ်ခုကိုထိလူနေပါဖြစ်အောင်ကပ်ပြလိုက်တာကိုမြင်ရမှာပါနော်တာမန်လူတွေကတော့ဒီလိုမျိုးလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့အညှက်ရိုးတွေကခံနေတာကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ Cleidocranian dysplasia လို့ခေါ်တဲ့လူအယောက်တစ်သန်းမှာတယောက်လောက်ပဲကြုံတွေ့ရတဲ့ရှားပါမျိုးဗီဇပြဿနာနဲ့ကြုံနေရတဲ့သူတွေကတော့ဒီလိုအလုပ်နိုင်စွမ်းရှိကြပါတယ်ဒီမျိုးဗီဇပြဿနာကတော့ IUNX2 gene တွေမျိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်လာတာဖြစ်ပြီးဒီပြဿနာကြုံနေရတဲ့သူတွေအနေနဲ့အရက်အမောင်းနဲ့ခန္ဓာကိုယ်ပုံမှန်သွင်ပြင်ပြဿနာတွေကိုကြုံတွေ့ရနိုင်တယ်လို့လည်းသိရပါတယ်ဒီ gene ကဖွံ့ဖြိုးဆဲဖြစ်တဲ့ခန္ဓာကိုယ်မှာအရိုးတွေတိစောက်ဖို့အတွက်အရေးပါတဲ့ gene ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီပြဿနာနဲ့ကြုံနေရတဲ့သူတွေကတော့ညှက်ရိုးတွေမရှိတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရတတ်တယ်လို့လည်းသိရပါတယ်ကိုရီဘန်နက်ဆိုတဲ့ TikTok အသုံးပြုသူကတော့ဒီမျိုးဗီဇပြဿနာကြောင့်ညှက်ရိုးမရှိတာကိုသူ့အတွက်ငွေရစရာလမ်းကြောင်းတစ်ခုအနေနဲ့ပြောင်းလဲခဲ့တဲ့သူပဲဖြစ်ပါတယ်။သူ့အနေနဲ့ညှက်ရိုးမရှိတာကြောင့်အခုမြင်နေရတဲ့အတိုင်းအေးဘူးခွန်တွေကိုပါပခုံးရိုးနှစ်ခုနဲ့ညှက်ပြီးတော့ပြားသွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်။သူတို့လိုမျိုးညှက်ရိုးမရှိတဲ့လူတွေအနေနဲ့ဗီတဆာအိတ်တက်ခါကြရင်ခန္ဓာကိုယ်ကအလဲကနေခောက်ချလိုက်သလိုမျိုးဖြစ်သွားမလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲပြည်သက်ကြီးတို့ရေ။နောက်ထပ်လူရောက်တဲ့တန်းမှာတယောက်လောက်ပဲတွေ့ရနိုင်တယ်ထူးခြားတဲ့အခြေအနေတွေအကြောင်းဆက်ပြီးတော့မပြောသေးခင်မှာတကယ်လို့ပရိသတ်တို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျမတို့ရဲ့ Talk ကို Like and Follow လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုလိုက်ပါတယ်နော်မျက်လုံးဆိုတာကလူသားတွေရဲ့နေ့စဉ်ဘဝအတွက်အရေးကြီးသလိုရုပ်ပိုင်းဆိုင်ရာအတွက်လည်းအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမျက်လုံးကိုရုပ်တရက်ဆုံးရှုံးလိုက်ရမယ်ဆိုရင်တော့ကျင်းသေးပေါက်စိတ်သက်တွေကြပြီးတော့စိတ်ဆင်းရဲသွားမယ်ဆိုတာကတော့အသေးချပါပဲအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ Brian Stanley ဆိုတဲ့အင်ဂျင်နီယာတူကလည်းကင်ဆာရောဂါကြောင့်သူ့မျက်လုံးတစ်လုံးကိုဆုံးရှုံးခဲ့ရတဲ့သူပဲဖြစ်ပါတယ်။ဒါပေမဲ့သူကစိတ်သက်ထိုင်ကြနေမဲ့အစားဘယ်သူမှမထင်မှတ်ထားတဲ့အရာတစ်ခုကိုလုပ်ပြခဲ့ပါတယ်။အဲ့ဒါကတော့သူရဲ့အင်ဂျင်နီယာကျွမ်းကျင်မှုကိုအသုံးချပြီးတော့မီးထွန်းလို့ရတဲ့မျက်လုံးအတုတွေကိုတီထွင်ခဲ့တာပါ။အဲ့ဒီလိုတီထွင်ပြီးနောက်ပိုင်းမှာတော့သူ့ဘာသာသူလည်းအသဘောကျသွားခဲ့ပြီးတော့မျက်လုံးအတုတွေနောက်ထပ်အများကြီးကိုဆက်တီထွင်ခဲ့သလိုသူရဲ့ TikTok အကောင့်မှာလည်းပရိသတ်10သန်းကျော်ရရှိသွားခဲ့တယ်လို့သိရပါတယ်။ Brian ကတော့ Crabot Eye လို့ခေါ်တဲ့သူ့ရဲ့ဒီမျက်လုံးအတူတွေနဲ့သူ့ကိုယ်သူအရင်ကချက်ပို့ပြီးတော့ style ကျလာအောင်လုပ်နိုင်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ဒါတင်မကသေးပါဘူးရှင်။သူ့အနေနဲ့အမှောင်ထဲမှာစာဖတ်တာတို့မှောင်နေတဲ့နေရာတွေမှာသွားလာတာတို့လုပ်တဲ့နေရာမှာလေမိထွန်းလို့ရတဲ့ဒီမျက်လုံးအတူကိုသုံးလို့ရတယ်လို့သစိမ်းတွေကိုကြောက်သွားအောင်ခြောက်တဲ့နေရာမှာလေဒီမျက်လုံးအတူတွေကတော်တော်လေးကိုအသုံးဝင်တယ်လို့သိရပါတယ်။ပြောရမယ်ဆိုရင်တော့သူကလူအယောက်တစ်သန်းမှာတယောက်ပဲရှိတာမျိုးတော့မဟုတ်ပဲတကမ္ဘာလုံးမှာတယောက်ပဲရှိတဲ့လူလို့ဆိုရမှာပါပဲပြည်သက်ကြီးတို့ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့လူအယောက်တစ်သန်းမှာတယောက်လောက်မှတွေ့ရနိုင်တဲ့ထူးခြားတဲ့အခြေအနေတွေအကြောင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့ရောဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်ကြပါလဲနော်ပြည်သက်တို့ရဲ့အမြင်ကိုကွန်မန့်မှာဝင်အောင်မျှဝေပေးသွားခဲ့ကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်